မင်္ဂလာပါအေးရှော့ဟန်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ထာဝရပုံပေးအကျဉ်းတော်မအခန်းတော်တတ်တော့မယ်တဲ့ဟဲ့ဘာဖြစ်တာလဲမြင်လူတချို့သည်စွညံစွာအော်ဟစ်ရင်ဈေးကြီးရှိရာသို့ပြေးသွားကြသည်ကလေးများလည်းပါသည်ဖနက်မပါသောကလေးငယ်များ၏ရှေ့တန်းသည်အဖြူရောင်တောက်နေသည့်စကြင်ကြောက်ပြားများခင်းထားသောကျမ်းပြင်ထက်မှမစွညံပါတရားယုံကြည်၏ဝင်ပေါက်တွင်အုပ်ချုပ်ရေးမှုနှင့်ရက်တန့်စကားပြောနေသည့်လူရီယက်စ်၏မျက်ခုံးနှစ်ခုအနှဲငယ်ကွေးညွတ်ပြီးအတန်လာရာသို့လှည့်ကြည့်လိုက်သည်မြို့လယ်တွင်တောင်ပြောင်းထွေလာသွာလာနေကြသူများသည်ယခုတော့ဈေးကြီးရှိရာသို့အာရုံရောက်နေကြသည်ဘုရားကျောင်းကြီးပေးရှိဈေးကြီးရဲသို့တိုးဝဲဝင်ရန်အလူအရက်ကြိုးစားနေကြသည်လူရီယက်စ်သည်အုပ်ချုပ်ရေးမှုနှင့်စကားစားဖြတ်ကနှုတ်ဆက်လိုက်ပြီးမှလူအုပ်စုကြီးရှိရာမြို့ဈေးဘက်သို့ပြန်လျှောက်လာခဲ့သည်ဈေးဘဝတွင်ကြိတ်ကြိတ်တိုးနေသောလူများသည်လူလီယက်စ်ကိုမြင်သည်နှင့်နေရဖဲကဘေးသို့ရှဲသွားကြသည်ရောမလူမျိုးများမနက်စာအဖြစ်အထူးအလေးပြုစားတော့ကြသည့်ပမုတ်ပူပူနွေ့နွေ့၏နှစ်လိုဖွယ်ရာရနံ့တင်းတင်းကိုရလိုက်သည်ရှားသည့်ပေါ်သီးနှံများနှင့်ပန်းများအသီးအရွက်များသည်ဈေးမြင့်ကွင်းကိုရောင်စုံပစီကားတစ်ချက်လုံးကြည့်ချင်စပွဲဖြစ်အောင်ကူညီပေးနေသည်ဈေးဝယ်သူများလမ်းပေးစေတဲ့ဆိုင်စည်းတဲ့အားလုံးလိုသည်ယခုအချိန်တွင်အယောင်းအဝယ်ကိုစိတ်မဝင်စားကြဈေးအလယ်ရှိအမိုးအကာအောက်မှရှည်ရင်းငယ်ရှိရာသို့အာရုံရောက်နေကြသည်ထိုနေရာတွင်ယာယီဆောက်လုပ်ထားသည့်ဟန်ရှိသည့်တစ်သားစင်တစ်ခုရှိသည်ထိုစင်ပေါ်တွင်ခေါင်းကိုက်ဆိုင်ဖြင့်မတည့်ရက်နေကြသောလူတစုအမျိုးသမီးအမျိုးသားလူငယ်တချို့နှင့်အသက်ကြီးသူများလည်းပါသည်အားလုံး၏မျက်နှာများသည်ဘဝကိုအရှုံးပေးထားကြဟန်ညှိုးလျော်နေသည်အဝတ်အစားများစုပ်ပြဲနုသူတွေပါသလိုနံပိုင်းငယ်ကိုသာဝတ်ဆင်ထားသူများလည်းပါဝင်သည်အမျိုးသမီးတချို့မှာအပေါ်ပိုင်းတွင်ဘာမှဝတ်ဆင်ထားခြင်းမရှိအဝတ်မပါသောသူမတို့၏ကိုယ်ခန္ဓာသည်ခက်လန်းလန်းတွင်ရောင်းချနေသည်အမဲသားငါးမြလောက်သာတတ်မှုရှိသလားထင်မှားနိုင်သည်ထိုလူအုပ်စုနားတွင်တော့ကြမ်းတမ်းခတ်ထန်ဟန်မျက်နှာနှင့်လူတစ်ယောက်သည်သူ့ရှိမှဒူးထောက်နေသည့်လူငယ်တစ်ယောက်ကိုကြာပွနှင့်တရွှန်းရွှန်းရိုက်နေသည်သူတို့အားလုံးသည်ကြွများဖြစ်သည်ညတာမှုမရှိဘဲကြာပွနှင့်ရက်ဆက်စွာရိုက်နှက်နေသူသည်ကြွကုန်သည်ဖြစ်သည်ရောမအင်ပါယာအတွင်းရှိမြို့ကြီးများတွင်ကြွများကိုကုန်ပစ္စည်းတစ်ခုလိုဒီလိုပင်အယောင်းဝယ်လုပ်ကြသည်ဈေးတွေမှာမြို့လယ်နေရာတွေမှာကြွရောင်းကြွဝယ်လုပ်နေကြသည်များကိုတွေ့ရတတ်သည်ယခုကြွများသည်သိပ်ပြီးတမိုးမကြီးသည့်ကြွများဖြစ်သည်ပညာတတ်ကြွများရုပ်ရည်အစင်းလာပါသည့်ကြွများဆိုရင်တည်တဲ့နေရာများတွင်လူရှမ်းသားများအတွက်သာရောင်းချတတ်ကြသည်ယခုလိုလူလေကောင်မှရောင်းချလေးမရှိကြရောမစစ်သားများစစ်ပွဲများအောင်နိုင်ပြီးနေမြေများကိုသိမ်းပိုက်နိုင်လာလေလေလက်အောက်ခံဒေသများမှပြည်သူပြည်သားများမှကြွများအဖြစ်သို့ရောက်ရှိလေလေဖြစ်သည်ထို့အပြင်အခြားဒေသများမှလူမျိုးများသည်မိမိတို့အရှင်ရှင်ပင်အားနည်းသူများကိုပြန်လည်ဖမ်းဆီးကာကျွန်းအဖြစ်ရောင်းချမှုများရှိသေးသည်ဒီတော့လဲရောမအင်ပါယာတွင်နေထိုင်သူများ၏ရှောက်ပုံပုံတပုံသည်ကျွန်းလူရန်စားဖြစ်နေသည်မှာမထူးဆန်းတော့ကြာပေါ်နှင့်ရရဆက်ဆက်ရိုက်နှက်နေသည့်ကြမ်းတမ်းခတ်ထန်သည့်လူကြီးသည်ရက်ဝေးမှလာခဲ့သည့်ကျွန်းကုန်သည်တယောက်ဖြစ်ဟန်တူသည်၎င်း၏အဝတ်စားများမှာဖယိုဖယဲနှင့်ရွှေတွေရွှဲနေသည်ခေါင်းထက်မှခေါင်းမောင်းသည်ကြီးအထက်ထက်နှင့်ဖြစ်သည်တွဲရည်နေသောနှုတ်ခမ်းသားထူထူသည်ဒေါသကြောင့်အမဲရွယ်နေသည်၎င်းရှိမှဒူးထောက်ခေါင်းငုံနေသည့်ကျွန်းမှာတော့ကြာပွတ်တန်ကြောင့်သွေးများရွှဲနေပြီဖြစ်သည်ကြာပွတ်လက်ကင်မှာတစ်သားဖြစ်တော်လဲတရေသားဖြင့်ပြုလုပ်ထားသည့်အပြင်အဖျားများဖွာနေကတရိษံအယိုးများနှင့်တွဲကပ်ရှိထားခြင်းကြောင့်တစ်ချက်ရိုက်ခံလိုက်ရတိုင်းအသားများဆုပ်ပြဲကသွေးချင်းနီသွားစေသည်လက်နက်မျိုးဖြစ်သည်ကျွန်းဤလက်နှစ်ဖက်ကိုနောက်ပြန်ကျိုးတုပ်ထားသည်မျက်နှာတစ်ခုလုံးမှာဖူးရောင်နေကစီးကျနေသောသွေးဆက်များကြောင့်ကြောက်ပြားခင်းထားသောဈေးကျဲမြင်ထက်မှအိုင်ထွန်းနေပြီဖြစ်သည်ရှိတဲ့နမိုင်းငယ်ကိုသာဝစ်စင်ထားကအဝိပလာနှင့်ဖြစ်သောကြောင့်ခန္ဓာကိုယ်မှာဒဏ်ရာပရပွားနှင့်မြင်ရစရာပင်မရှိဒီလောက်များပြားသောဒဏ်ရာများသည်ကြာပွတ်တန်တစ်ခုတည်းကြောင့်တော့မဖြစ်နိုင်ဘာဖြစ်တာလဲဝိုင်းကြည့်နေကြသည့်လူများထဲမှခဘဝအမျိုးသမီးတစ်ယောက်ကအနာမလူတစ်ယောက်ကိုလှမ်းမိလိုက်ရှင်ဖြစ်သည်လက်ဝဲရတနာများ
တောက်ပြောင်စွာဝစ်ဆင်ထားသောအမျိုးသမီးကြီးမှာကြာပွနှင့်ရိုက်ခံနေရသောကျွန်ထံမှမျက်စိမလွယ်သူမ၏မျက်နှာမှာကျေနပ်မှုများနှင့်လက်လက်ထနေသည်သူမကောင်းထက်မှစရုံးကြီးကိုအစေခံကျွန်များမနက်ခင်းတစ်ခုလုံးနီးပါးကုညီထုံးဖွဲ့ပေးခဲ့ရသည်သူ့ကိုဝယ်လိုက်တဲ့သခင်နောက်ကိုကောက်ကောက်မလိုက်ဘူးလေမလိုက်တဲ့အပြင်အတင်းယုံတာဗျဟိုလူဆိုဒီနေရာမှာတင်ပုံလဲကျသွားတာဟဲဟုတ်လားဒီလိုကောင်မျိုးတွေအသေးသက်ပြစ်လိုက်ရမှာကိုခန္ဓာကတိတ်တိတ်ကိုကိုွေးပေမဲ့ဘလကတော့မထင်ရဘူးဗျတချက်ယုံလိုက်တာနဲ့သူ့ကိုဝယ်ထားတဲ့သခင်ကပုံလဲသွားတာအင်းတော့မထင်ရဘူးအမျိုးသမီးမှာကျင်းတဲ့တလူရဲလိုက်ရင်အမဲဖြတ်ခံနေရသည့်တာသက်သမားတယောက်ကိုသဘောကျစွာလှမ်းကြည့်နေသလိုသူမရှိမှရှုခင်းကိုအာရနှစ်သက်စွာကြည့်နေပြန်သည်ဝိုင်းကြည့်နေသောလူများ၏တီးတိုးတံများကြားမှကြာပွတ်တန်သည်တိုး၍ကျဲလောင်လာနေသည်ကျွန်းကုန်တဲ့သည်အညိုတကြီးရိုက်နှက်နေသည်မှာအသက်ပါသွားစေခြင်းသည်ပုံပင်ဟေ့လို့တော်တော့လူလီယက်၏တခွန်းနေသောအမိန့်တန်နောက်မှအာယူပြီးနောက်တစ်ချိန်ရိုက်ဟန်ပြင်းနေသောကျွန်းကုန်တဲ့၏လက်များသည်လေထဲတွင်ရပ်တန့်သွားသည်ဒေါသတကြီးလှည့်ကြည့်ပြီးမှလူလီယက်၏တွင်ပြင်ကိုမြင်လိုက်သောကြောင့်ယူကျိုးကြောက်ရွံ့မှုများဖြင့်နောက်ဘက်သို့ရှေ့တလန်းချင်းဆုတ်သွားသည်အရှင်ဘာများလူရှိပါသလဲခမည်းဒီအတိုင်းဆက်ရိုက်နေဒီလူသေသွားလိမ့်မယ်ဒီလူဆိုသည့်အတုံးနှုံးကြောင့်သဘောမကျသလိုတီးကျိုးတံများလူအုပ်ကြားမှထွက်ပေါ်လာသည်ဟုတ်လေသည်သူတို့အားလုံးအတွက်ကျွန်းဆိုသည်မှာလူမဟုတ်အလားစင်ပစ္စည်းတစ်ခုလိုပရိဘောဂတစ်ခုပိုင်ဆိုင်မှုတရုပ်ပြအသုံးဆောင်တစ်ခုခိုင်းစီတိုင်းလုပ်ပေးရမည်ကျွဲနွားတရိษံတစ်ကောင်ထက်တန်ဖိုးမပိုသွေးဆက်ဆက်ကျနေသောကျွန်းသည်တားဆီးလိုက်သူကိုမြင်နိုင်ရန်ခေါင်းမော့ကြည့်ဖို့ကြိုးစားလိုက်သည်ထိုအရှင်းအရာကိုမြင်လိုက်ရသောကျွန်းကုန်းထဲမှာကျွန်းဤမျက်နှာကိုရှရောက်ဖြင့်အားကုန်သုံးကကန်ရှလိုက်သည်ဈေးကျဲမြင်မောပုံလဲကျသွားသောကျွန်းဖြစ်သူသည်ပြန်လဲထနိုင်ရန်ခွန်အားမရှိတော့လူငယ်တယောက်အတော်ပင်ငယ်ရွယ်သေးသည့်အသက်အရွယ်16နှစ်18နှစ်လောက်ပဲရှိအောင်မည်ဖြစ်သည်သွေးများဖြင့်စေးကက်နေသည့်အနက်ရောင်သပင်လိပ်ရှိများသည်နှုတ်နယ်သောမျက်နှာပေါ်တဝက်တစ်ပြက်ပုံကျနေသည်မျက်စိတစ်ဖက်ပြက်နေဟန်အမရွအစင်းသုံးချောင်းသည်ညာဘက်မျက်နှာတရှမ်းနီးပါးတွင်အယုတ်ဆိုးအကြီးကျယ်စွာကက်လက်ဖြတ်တည်ရှိနေသည်ဒုက္ခိတကျွန်တယောက်မြင်ရဟန်တူသည့်အရှားမျက်လုံးဖြင့်လူလီယက်ကြည့်ရာစိုက်ကြည့်နေသည်တကယ်တော့ထိုကျွန်း၏မျက်လုံးတစ်ဖက်မမြင်ရတာကိုလူလီယက်မအံ့ဩမီနှိပ်စက်မှုများစစ်ပွဲများကြားမှာကိုလက်အင်ကမပြည့်စုံတော့သည့်ကျွန်းပေါင်းများစွာကိုသူမြင်မှုခဲ့ပြီးဖြစ်သည်အခုသူအံ့ဩမိသည်ကကြောက်ရွံ့မှုရောအတနာခံမှုပါလုံးလုံးမရှိသည့်ကျွန်းလူငယ်၏အကြည့်ကိုဖြစ်သည်ဒီကောင်လေးတည်သွားရင်ခမားပဲပိုက်ဆံတွေရှုံးပါကျွန်တော်မျိုးလဲဒေါသထွက်လွန်းလို့ပါအရှင်ရဒီကောင်ကျွန်တော်ကိုတလန်းလုံးဒုက္ခပေးလာတာထွက်ပြေးဖို့ကြိုးစားတာလဲခဏခဏပဲကြွေလည်းမစားဘူးခိုင်းလည်းမလုပ်ဘူးရောမကနေဒီအထီကိုကျွန်တော်ကိုမျိုးစုံဒုက္ခပေးလာတာရောမကနေဟုတ်လားလူလီယက်တီကျမ်းမြေပေါ်မှာလဲကျနေသောကျွန်းကိုနောက်တစ်ချိန်လှမ်းကြည့်သည်တန်ရပရပွားနှင့်ကျွန်းသည်လဲကျနေရမှထရန်ကြိုးစားပေမဲ့ကျွန်းကုန်းတွေကနောက်တစ်ချိန်လှမ်းကန်လိုက်သဖြင့်ပြန်လဲကျသွားပြန်သည်ထိုအချိန်တွင်လူအုပ်ထဲမှလူရှင်းသားတယောက်ဖြစ်ဟန်တူသောလူကြီးတယောက်ရှေ့သို့တိုးထွက်လာသည်ဟေးဘိုးကြီးဒီကျွန်းကျုံမဝဲတော့ဘူးအစခမည်းပြောတော့အားရှိတယ်အလုတ်ကောင်းကောင်းလုပ်တယ်ဆိုအခုကျတော့ဘာခိုက်မရဘူးတဲ့လားဘာမှတုံးဆမရတဲ့မြက်ကန်းကျွန်းတယောက်ကိုကျုပ်ကဝယ်ပြီးဘာလုပ်ရမှာလဲပေးပြကျုပ်ပစံပြန်ပေးလူလိန်လူညာထွေးမဟုတ်ပါဘူးတခင်ရဲ့ကျွန်တော်မျိုးခုနပြောလိုက်တာကတိတ်ဆန်းပြဘာမှမကြားချင်ဘူးကျုပ်ပစံပြန်ပေးမဟုတ်ရင်တော့ခမည်းရောခမည်းကျွန်းရောတရားသူရှိရှိရောက်မယ်မက်မင်းတော့မကြလို့ဖြစ်ရတာခွေးလုတ်ကောင်ငါမင်းကိုရောမပြန်ခေါ်သွားပြီးရှင်သေးတာကြွေးပြမယ်ကျွန်းကုန်တဲ့သည်မိမိအိတ်ထဲမှာပတ်စံတရှို့ပြန်ထွက်တော်မူဖြစ်သောကြောင့်ဒေါသပူထွက်ကကျမ်းမြေပေါ်မှကျွန်းကိုသာအဆက်မပြတ်ကန်နေတော့သည်နှုတ်ခမ်းတောက်မှတရွေးတရှို့ဆင်ကြလာကညစ်သေးသောမိုးစိမ်များပေါ်ကန့်ညှိကြံနေသည်မှာမတရီစရာဒီလောက်ဆိုကျင်းတတ်သလားလူလီယက်သည်သူရှိမှရှိနေသည့်ရခင်ပိုင်ရှင်ဖြစ်ခဲ့သူလူကြီး၏လက်ထဲသို့ငွေရင်းကားတရှို့ပါသည့်တရေအိတ်ငယ်ကိုပြစ်ထည့်ပေးလိုက်သည်လောင်းကားသည်ထက်ပုံနေသောငွေရင်းကားများကိုကြည့်ရင်လူကြီးမှကျဉ်းနှက်သွားဟန်ပြုံးဖြီးသွားသည်ကျွန်းကုန်းထဲမှာအလွန်အံ့ဩသွားသဖြင့်ကျမ်းမြေမှာကျွန်းကိုစက္ကန့်ဖို့ပင်မေ့လျော့သွားသည်ကျေးဇူးတင်ပါတယ်အရှင်ရဲ့ရရောလာပါပြီလေရရောလာပါပြီလေပိုင်ရှင်ဟောင်းမှာခါညွတ်ခေါင်းငိတ်ကအထက်ထက်အခါခါကျေးဇူးတင်ရင်လူလီယက်စိတ်ပြန်ပြောင်းသွားမိကိုစိုးရင်သည့်အလားနေရာမှရှက်ရှင်းဆိုသလိုပျောက်ကွယ်သွားတော့သည်
သူ့ကိုကျွန်တော်ပိုင်သွားပြီခင်ဗျားဖေတော့ဟုတ်ကဲ့ပါရှင်ကြောက်လန့်စွာဖြင့်ကျွန်းကုန်သည်သည်အနောက်ဘက်သို့ဆုတ်ခွာသွားသည်လူလီယက်သည်ရှေ့တလန်းတိုးကဝင်းရုံရှိခပတ်ထဲမှဓမြောင်ငယ်ကိုဆွဲထုတ်လိုက်သည်တန်နှင့်ကြီးဝါကိုရောသွင်းပုံဖော်ထားသည့်အဖိုးတန်ဓမြောင်အသွားသည်နေရောက်ကြောင့်လက်ခနဲလဲကျနေသောကျွန်းဘေးတွင်ဒူးကွယုံထိုင်ရှာလိုက်ရှိမှာတော့လူအုပ်ကြီး၏တီးရိုးတံများတိတ်ဆိတ်သွားသည်လူလီယက်သည်နောက်ပြန်ကျိုးတုတ်ခံထားရသောကျွန်း၏လက်များလွတ်မြောက်ခွင့်ရအောင်လက်ထဲမှဓမြောင်ဖြင့်ဖြီးပေးလိုက်သည်ကျွန်းလူငယ်၏အသားရောင်သည်နေလောင်ထားသဖြင့်နှင်းညိုရောင်ဘက်သို့တန်းနေသည်စပင်လိတ်ခွေများသည်လည်းမှောင်နှက်နေသည့်ညတညလိုကိုခန္ဓာမှာပိန်သည်ဆိုသည့်ဘက်သို့ရောက်ရှင်တယ်လို့ဖြစ်ပေမဲ့ကြက်ခိုင်ကြစ်လက်သည်ထိုခန္ဓာကိုယ်ပေါ်မှာမြင်ရစရာပင်မရှိသည့်ဒဏ်ရာများကကျွန်းဖြစ်သူ၏ငယ်ရွယ်လွန်းသေးသည့်အသက်အရွယ်ကိုဖုံးကွယ်နိုင်ခြင်းတော့မရှိလူလီယက်ထက်10နှစ်ကျော်ပုံငယ်နိုင်သည်မင်းလန်းလျှောက်နိုင်လားလူလီယက်၏အမေကိုကျွန်းဖြစ်သူကခေါင်းတစ်ချက်ညှိရင်အပြေပေးသည်ကွဲအပ်နေသောနှုတ်ခမ်းများကအတန်ပြုဖို့ကြိုးစားပေမဲ့အောင်မြင်ဟန်မရှိလူလီယက်သည်ကျွန်း၏မျက်နှာကိုစုံစမ်းသလိုကြည့်ရင်မျက်မှောင်ကျုပ်လိုက်သည်ထို့နောက်အနီးရှိရေဖြန့်ဝေပေးရာရေပုံမိုင်မှရေတစ်ခွက်ခက်ကကျွန်းလူငယ်သားတို့ပြန်လျှောက်လာခဲ့သည်လူအုပ်ကြီးမှရေဖြန်းခံလိုက်ရသောမိခဲများလိုရှဲကနေနောက်ဆုတ်သွားကြသည်လူလီယက်၏မကြည်မနှက်တီထိုးဝေဖန်သမျှပြန်လည်ထွက်ပေါ်လာသည်လူလီယက်သည်ရေခွက်ကိုကမ်းပေးလိုက်ချိန်မှာတော့လူငယ်သည်စာလောင်မွတ်သိမ့်နေသည့်တော်ရိုင်းတရိษံတကောင်လိုအငန်းမရတောက်တော်သည်နှုတ်ခမ်းတောင်းမှရေစက်များစီးကြတာကိုပင်တုတ်ဖို့တတိမရမြေခွက်ထဲမှရေတစမ်းမှမကျန်တော့သည့်အထိအဆုံးထိမှကစတိုက်တောက်ပြီးမှသူရှိမှအရှင်သခင်အစ်စ်ကိုမော်ကြည့်သည်ထိုအကြည့်တွင်ကြောက်ရွံ့မှုမရှိလေးစားမှုမရှိကျေးဇူးတင်ခြင်းများလည်းမရှိဗလာဆက်ကူတရွက်လိုဖြောင်တက်တက်တာဖြစ်သည့်အကြည့်မျိုးလူလီယက်သည်ကျွန်းဖြစ်သူ၏မျက်နှာပေါ်မှငိုက်ကြနေသောစပင်လိတ်ခွေတချို့ကိုတက်တင်ကမျက်နှာတစ်ချမ်းမှအမာရွက်များကိုစိုက်ကြည့်သည်ထို့နောက်မှာတော့ကျွန်း၏လေပင်ရှိတန်ကွင်းကိုဆွဲယူကလက်တင်ဘာသာဖြင့်ရေးထားသည့်ကျွန်း၏အမည်နှင့်အရေးရှင်းကိုဖတ်လိုက်သည်မင်းနမီကဖဲလစ်လားဖဲလစ်ဆိုသည့်ကျွန်းကနောက်တစ်ချိန်ခေါင်းညိတ်ဖြေပေးုံသာဘာစကားတမ်းမှထွက်မလာလူအုပ်ကြီးထံမှသွေးများကြီးများနှင့်ညစ်ပတ်နေသည့်ကျွန်းတစ်ယောက်ကိုကိုထိလက်ရောက်ထိတွေ့ရသည့်လူလီယက်ကိုဝေဖန်ပြစ်တင်နေကြသည့်စကားသံများမတိုးမကျထွက်ပေါ်နေစေဖြစ်သည်လူလီယက်သည်ဝေဖန်သံများကိုဘာတခွန်းမှမကြားဘူးသလိုမျက်နှာပြင်သည်အပြောင်းလဲမရှိပဲမိမိရှိမှဖဲလစ်ကိုသာစူးစိုက်ကြည့်နေခဲ့သည်ကိုနဲ့လိုက်ခဲ့စကားသံနှင့်အတူသူ၏တန်ရှင်းသောလက်များကိုဖြန့်ကမ်းပေးလိုက်သည်လူအုပ်ကြီး၏တီးရိုးစကားသံများသည်တိတ်ကနေဖျက်ရှခံလိုက်ရသလိုဈေးလေကွင်းကြီးတစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်